ရှင်စုပါဒီနေ့မှာတော့စုတယောက်အိမ်မှာမချပူတင်းလေးလှူစားဖြစ်တာနဲ့အားလုံးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်ဒါလေးတွေကပဝင်းပစ္စည်းလေးတွေပါနွားနို့ကို200မီလီလီတာသုံးထားပါတယ်ဒါကတခြားပါတခြားကသမင်းစားသုံးသောသုံးမောက်သုံးထားပါတယ်မချဖောင်တာနဲ့ဂျလက်တင်ဖောင်တာကိုအရေးဖြိုဖို့ရေနွေးလေးနဲ့ငယ်သုံးပါမယ်မချဖောင်တာကိုတော့အပိတ်စုံသုံးမောက်စာပဲသုံးထားပါတယ်ဂျလက်တင်ဖောင်တာပါတထုပ်သုံးထားပါတယ်တထုပ်ဆိုလို့ရှိရင်250 300မီလီတာလောက်ရိုးလို့ရပါတယ်ပထမဆုံးအနေနဲ့စလိုတွေဂျလက်တင်ဖောင်တာကိုအရေးဖြိုပေးထားလိုက်ပါတယ်အရေးဖြိုတဲ့အခါမှာသမင်းစားဆုံးစာလောက်ပဲထည့်ပြီးအရေးဖြိုပေးပါတယ်လက်တင်ဖောင်တာအရေးဖြိုတဲ့အခါမှာသူအချိန်ကြာလို့ရှိရင်ခဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်ဒီလိုခဲသွားတယ်ဆိုရင်အပူပေးပြီးတော့ပြန်သုံးပါနော်ပြီးရင်တော့မချဖောင်တာထည့်ပါတယ်မချဖောင်တာကိုတခြားတစ်ပတ်လောက်နဲ့ရောပြီးတော့အရေးဖြိုပေးပါမယ်ရှိပမာဏကတော့လူတစ်လောက်လေးပဲထည့်ပေးပါနော်မချဖောင်တာနဲ့တခြားလေးတွေတမသွားအောင်ဝှေ့ပေးလိုက်ပါတယ်ပြီးတော့ရင်တော့ငါးနို့ချိုဖို့ပြင်ပါမယ်ငါးနို့200မီလီလီတာကိုထည့်ချိုပါမယ်ကျန်တဲ့တခြားလေးတွေပါထည့်ပြီးချိုလိုက်ပါတယ်နောက်တော့တိုးတဲ့အခါမှာမီးအေးနဲ့ပဲချိုပေးရပါမယ်နောက်တစ်ခုကတခြားရပျော်ပြီးတော့နွားနို့ကနွေးနေတယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်နောက်တော့စူအောင်တိချိုပေးစရာမလိုပါဘူးနော်ချိုပြီးသွားတယ်ဆိုရင်တော့စောနာကပြောထားတဲ့မချအရေးကိုပါထည့်ပြီးတော့ရောလိုက်ပါတယ်မချရင်နဲ့နွားတို့ကိုလည်းတမအောင်ထပ်ပြီးမှွေပေးလိုက်ပါတယ်ပြီးတော့ရင်တော့ဒီဂျလက်တင်အရေးကိုပါထည့်ပြီးတော့ဝေပါမယ်အားလုံးကိုတမအောင်ထပ်ပြီးတော့ဝေပေးပါတယ်အားလုံးတမအောင်ဝေပြီးသွားတယ်ဆိုလို့ရှိရင်ပူတင်သားလေးပို့ပြီးတော့နူးညံ့မှုအတွက်စကားနဲ့ဆက်ပြီးတော့ထည့်ပေးပါတယ်ပူတင်လေးပိုချစ်စရာကောင်းလို့ပူတင်ခွက်လေးတွေကိုထည့်လိုက်ပါတယ်ပူတင်ခွက်လေးတွေကိုဖုံးလေးဖုံးပေးလိုက်ပါတယ်ဒီနေရာမှာဒီလိုပူတင်ခွက်မဟုတ်ဘူးဆိုလို့ရှိရင်လည်းပလတ်စတစ်နဲ့ပဲအိုးလို့ရပါတယ်ဒီအရေးလေးကနေပူတင်သားလေးဖြစ်ဖို့အတွက်ဆိုရရေတတာတွေကို2နာရီ3နာရီအကြာလောက်အေးခံထားပါမယ်ပူတင်လေးဖြစ်လာပါပြီဆိုတော့2နာရီ3နာရီအကြာမထားလိုက်ပါဘူး1နာရီနဲ့ပဲထုတ်လိုက်ပါတယ်အကံများလေးတွေကိုပြောင်းပြီးတော့ထည့်ပေးလိုက်ပါတယ်ဒါဆိုရင်တော့မချနဲ့တင်းတင်းလေးနဲ့အေးတုံတုံမချဘူးတင်းနဲ့ရပါပြီသူကတော့ပူတင်ပေါ်မှာနွားနို့လေးထည့်ပြီးတော့စားလိုက်ပါတယ်တက
ကယ်လို့ခရင်ရှိရဆိုလို့ရှိရင်လည်းခရင်နဲ့လည်းတွဲပြီးတော့စားနိုင်ပါတယ်။ပါဝင်ပစ္စည်းလေးရလည်းစူပါမှာအလွယ်တကူပဲလို့ရတဲ့အတွက်လိုက်လို့စားကြည့်ကြပါနော်။ဆွေးရဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်နော်။ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်လည်း like and share လေးလုပ်ထားပေးပါအောင်နော်။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်ထားပေးပါအောင်လို့ဆိုအနေနဲ့တောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်။ Bye bye